ဒီနေ့ဗီဒီယိုလေးမှာတော့ညီမတို့ကိုဆိုရဲ့ local meta ထက် CV လေးတွေကိုအသုံးပြုပြီးရုံခန်းနှက်ခန်းကို partition ကန့်ထားတဲ့ဒီဇိုင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။တစ်ဖက်မှာဆိုရင်တော့60 CV slide window လေးကိုအသုံးပြုပြီးအပေါ် slide တကယ်ရွယ်2ရွက်နဲ့အောက် matte ဒီဇိုင်းလေးကိုကန့်ပေးထားပါတယ်။တစ်ဖက်မှာဆိုရင်တော့ရုံခန်းတစ်ခန်းနဲ့တစ်ခန်းကိုအဝင် trap ပြုလို့ရစေရန်အတွက်လူဝင်ချေကျော်108 slide တော်လေးကို2ရွက် slide ဒီဇိုင်းလေးနဲ့ကန့်ပေးထားပါတယ်။partition ကမှုအတွက်အသုံးပြုပေးထားတဲ့ CV လေးတစ်ခုကမတူညီတဲ့ CV လေးတွေဖြစ်တဲ့အတွက်ကြောင့် CV တစ်ခုနဲ့တစ်ခုကြားမှာ hollow ကြောင်းခံပြီးတက်ဆင်ပေးထားပါတယ်။ကဲညီမတို့ကိုဆိုမှာဆိုရင်အခုလိုမျိုး partition လေးတွေကို customer အသုံးပြုဖို့လိုအပ်တဲ့ position နဲ့ကိုက်ညီမှုရှိအောင်အဆင်ပြေစွာပြုလုပ်ပေးပါတယ်။ဒါကြောင့်တရလှပတဲ့ partition design လေးတွေကိုကိုယ်အိမ်ဆိုင်ခန်းရုံခန်းနဲ့တခြားသော position အမျိုးမျိုးတွေအသုံးပြုဖို့လိုအပ်လာပြီဆိုရင်တော့ညီမတို့ရဲ့ကိုဆိုမြန်မာ company ကိုဒါတတိယလိုက်ပါနော်။